မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကျမတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group နေမှထပ်မံဖိတ်ခေါ်ထားပါရရှင်မင်္ဂလာပါအကို ဟုတ်ကဲ့မင်္ဂလာပါညီမ ACI 37808ရဲ့အခန်း21.4ကိုပြင်ဆင်တဲ့အထက်မှာအခန်းနံပါတ်တွေပြောင်းတာရောအသစ်ဖြည့်တာရောတွေ့ရတယ်အထူးသဖြင့်အသစ်ထပ်ထည့်လိုက်တဲ့အခန်း21.4.3မှာပုံပြတ်ခံနိုင်စေရန်ရည်ရွယ်ထားသော connections များဆိုပြီးပါလာတယ်အဲ့ဒါကဘလို့သဘောတရားလဲရှင်အရင်ဆုံးနံပါတ်ပြောင်းတာပြောဟာရင်လက်ရှိ21.4ကို21.4အထိပြောင်းလိုက်တယ်အသစ်ထည့်လိုက်တဲ့21.4.3ကတော့နယံတရဲ့ asset connections တွေအတွက် performance requirement တခုပါတကယ်လို့အဲ့ဒီ connections တွေကိုငလျင်လုတ်ရင်ပုံပြတ်ခံနိုင်အောင်ရည်ရွယ်ပြီး design လုပ်ထားတယ်ဆိုရင်အဆောက်အဦက design ရွေ့လျားမှုအထိရင်းသွားတဲ့အချိန်မှာတောင်အဲ့ဒီ connections ကမပြတ်ထွက်သွားပဲသူ့ရဲ့မူလ design ခံနိုင်ရည်အားရဲ့80%ကိုဆက်ပြီးထိန်းထားနိုင်စွမ်းရှိရမယ်လို့ဆိုလိုတာညီမတကယ်လို့အဲ့လိုမျိုး 80% ကျန်အောင်မလုပ်နိုင်ရင်တန်ကြောင်းဆက်တဲ့နေရာမှာ type 2ဆက်မှုနည်းပညာသုံးတန်ကြောင်းဆက်နည်းတွေကိုမထိမနေအသုံးပြုရမယ်လို့အစားထိုးသတ်မှတ်ထားတယ်တကယ်လို့အဲ့ဒီ asset connections တွေကိုပုံပြတ်မသွားစေချင်ဘူးတောင့်တင်းခိုင်မာနေစေချင်တယ်ဆိုရင်ရော design ကိုဘယ်လိုလုပ်ရမလဲအကိုပုံပြတ်ခံနိုင်စေဖို့မရည်ရွယ်ထားတဲ့ connections တွေအတွက်ဆိုရင်သူတို့ကပိုပြီးခိုင်မာနေဖို့လိုတယ်ဒါကြောင့်အဲ့ဒီ connections တွေရဲ့အစိတ်အပိုင်းတွေကို design လုပ်တဲ့အခါသူတို့ရဲ့ခံနိုင်ရည်အားဟာအနည်းဆုံး yield strength ရဲ့ 1.5 ဆရှိကိုရှိရပါမယ် wall pier တွေကို moment frame အဖေး design မလုပ်ထားဘူးဆိုရင်တန်ကြောင်းထေးတဲ့အခါတာမန်အတိုင်းပဲထေးလို့ရလားရှင်မရပါဘူးညီမ moment frame အဖေးမယူဆထားရင်တောင်မှဒီ wall pier တွေမှာပုံမှန်21.3.3အရာတွက်ချက်ရရှိမဲ့ shear force တွေကိုခံနိုင်ဖို့အတွက် transfer reinforcement တွေမဖြစ်မနေပါရှိရပါမယ်။အဲ့ဒီကလန့်ဖြတ်တန်တွေရဲ့အကွာအဝေးကတော့ရှစ်လက်မအထာမကျော်လွန်ရဘူး။ပြီးတော့အဲ့ဒီတန်တွေကို wall pier ရဲ့ clear height အကျော်အနည်းဆုံး12လက်မအထိထပ်မံတိုးချဲ့ပြီးထည့်သွင်းပေးရမယ်။ဒီ wall pier စီများအတွက်ကင်းလွတ်ခွင့်ရတဲ့အခြေအနေမျိုးတော့ရှိလားရှင်။အထူးကနှစ်ချက်ရှိတယ်။တစ်ဒီကယ်လို့ wall pier တွေကအခန်း21.73မှာသတ်မှတ်ထားတဲ့အချက်တွေနဲ့ကိုက်ညီနေရင်ကင်းလွတ်ခွင့်ရမယ်။နှစ်နောက်တစ်ခုကတော့ stiffness တောင့်တင်းမှုနဲ့ဆိုင်တယ်အထက်တစ်ထပ်တဲ့နေရန်လိုင်းတစ်ခုထဲမှာရှိတဲ့တခြား shear wall တွေကဒီ wall pier တွေကိုဘေးတိုက်ထောက်ကန်ပေးထားမယ်ပြီးတော့အဲ့ဒီထောက်ကန်ပေးတဲ့ shear wall ရဲ့ total stiffness ဟာ wall pier အားလုံးပေါင်းရဲ့တောင့်တင်းမှုထက်အနည်းဆုံး6ဆရှိနေမယ်ဆိုရင်လည်းဒီစီးမြန်းကနေကင်းလွတ်ခွင့်ပြုထားတယ်ညီမနယံအစိတ်အပိုင်း wall segments တွေကို design လုပ်တဲ့အခါတကယ်လို့နယံအစိတ်အပိုင်းတစ်ခုကအရန်တိုနေမယ်ဒါမှမဟုတ်အလျားနဲ့ရှင်ရင်အရန်ထူနေမယ်ဆိုရင်သူ့ကိုနယံအဖြစ်ပဲဆက်ပြီးတွက်လို့ရလားအကိုနယံအစိတ်ပိုင်းတစ်ခုရဲ့အလျားနဲ့အထူအချိုးက1.5ထက်နည်းသွားပြီဆိုရင်တော့အဲ့ဒီအစိတ်ပိုင်းတွေကိုနယံအဖြစ် design မလုပ်တော့ပဲနယံတွေအတွက်သတ်မှတ်ထားတဲ့စီးများများအတိုင်းပြောင်းလဲပြီး design ပြုလုပ်ရမယ်CI 31808ရဲ့အခန်း21.9 Special Structural Walls ကိုပြင်ဆင်တဲ့ထဲမှာအခန်း21.9.10ဆိုပြီးထပ်ဖြည့်ထားလာတွေ့ရတယ်။အဲ့ဒီမှာနယံတိုင်များ wall piers နဲ့နယံအစိတ်ပိုင်းများ wall segments အတွက်ဘာတွေထူးခြားလာတယ်လဲရှင်။အတစ်ကြည့်လိုက်တဲ့အပိုင်း21.9.10.1အရာ Special Moment Frame ရဲ့အစိတ်အပိုင်းအထိdesign မလုပ်ထားတဲ့ wall piers တွေအတွက်အဲ့ဒီနယံတိုင်ဒီမှာကန်လန့်ဖြတ်တန် transverse reinforcement တွေမဖြစ်မနေပါရှိရမယ်ပြီးတော့အဲ့ဒီတန်တွေကိုအပိုင်း21.9.10.2မှာသတ်မှတ်ထားတဲ့အတိုင်းကိုက်ညီအောင် design လုပ်ရမယ်ဒီစီမင်းက wall piers တိုင်အတွက်မဖြစ်မနေလိုက်နိုင်ရမှာလားချွင်းချက်တွေရောပေးထားသေးလားကိုချွင်းချက်နှစ်ချက်ပေးထားတယ်ညီမပထမတစ်ချက်ကတော့တကယ်လို့အဲ့ဒီ wall piers တွေကအခန်း21စက်ပုံပါတဲ့သတ်မှတ်ချက်တွေနဲ့ကိုက်ညီနေရင်ဒီ transverse reinforcement စီးမြင့်ကနေကင်းလွတ်ခွင့်ရမယ်ဒုတိယချွင်းချက်ကအထက်တစ်ထပ်အတွင်းနေရန်လိုက်တစ်လျှောက်မှာရှိတဲ့ wall piers တွေကိုတခြား shear wall အစိတ်အပိုင်းတွေကဘေးတိုက်ထောက်ကန်မှု lateral support ပေးထားတယ်ဆိုပါစို့အဲ့ဒီထောက်ကန်ပေးထားတဲ့ shear wall တွေရဲ့စုစုပေါင်း
total stiffness ဟာ wall piers အားလုံးပေါင်းရဲ့တောင့်တင်းမှုထက်အနည်းဆုံး6ဆရှိနေတယ်ဆိုရင်လည်းဒီသတ်မှတ်ချက်ကနေကင်းလွတ်ခွင့်ပြုထားတယ်ညီမ အဲ့ဒီ transverse reinforcement တွေကို design လုပ်တဲ့အခါဘယ်လိုအသေးစိတ်သတ်မှတ်ချက်တွေလိုက်နိုင်ရမလဲရှင်ဥပမာတန်ကြိတ်ပုံစံတို့အကွာအဝေးတို့ပေါ့ ဟုတ်ကဲ့အပိုက်21.9.10.1မှာပထမဆုံးအနေနဲ့ကလန်ပြတ်တန် transverse reinforcement တိုင်းရဲ့အစွန်းနှစ်ဖက်စလုံးမှာငလင်တန်ခံချိတ် seismic hooks တွေမဖြစ်မနေပါရှိရမယ်ပြီးတော့သူတို့ဟာ E ပိုင်းခွဲ21.6.5.1အရာတွက်ချက်ရရှိမဲ့ shear forces တွေကိုလုံလောက်အောင်ခံနိုင်ရရှိဖို့လည်းလိုတယ်သူတို့ရဲ့အကွာဝေးကို6လက်မထဘယ်တော့မှမကျော်လွန်ရဘူးဒီ transverse reinforcement တွေကို wall pier ရဲ့ clear height အကျော်အနည်းဆုံး12လက်မအထိထပ်မံတိုးချဲ့ပြီးထည့်သွင်းပေးရမယ်ညီမ နေရန်အစိပ်ပိုင်း wall segments တွေနဲ့ပတ်သက်ပြီးတကယ်လို့နေရန်တစ်ခုလောက်အရန်တိုးပြီးထူနေရင်သူ့ကိုနေရန်အဖြစ်ဆက်တွက်လို့မရတော့ဘူးလားရှင် ဟုတ်တယ်ညီမဒါကရှေ့မှာပြောခဲ့တဲ့ intermediate walls တွေတုန်းကစီမင်းနဲ့အတူတူပါပဲနေရန်ကစိပ်ပိုင်းတစ်ခုရဲ့အလျားလိုက်အရှည်နဲ့အထူအချိုးက 2.5 ထက်နည်းနေတယ်ဆိုရင်သူ့ကိုနေရန်အထစ်ဒီဇိုင်းမလုပ်တော့ပဲတိုင်းဒီအတွက်သတ်မှတ်ထားတဲ့စီမင်းတွေအတိုင်းပဲပြောင်းလဲပြီးဒီဇိုင်းပြုလုပ်ရမယ်ညီမ ACI 31808ရဲ့အခန်း21 Special Precast Structural Walls ကိုပြင်ဆင်ထားတဲ့အပိုင်းမှာတကယ်လို့ကျမတို့က Precast Concrete ကိုသုံးပြီးအထူးတိဆောက်ပုံဆိုင်ရာနေရန်တွေကိုတိဆောက်မယ်ဆိုရင်ဘယ်လိုစည်းကမ်းတွေကိုလိုက်နာရမလဲအကုန် ဟုတ်ကဲ့ပြင်ဆင်လိုက်တဲ့အပိုင်း21.10နှစ်အရာ precast နဲ့လုံမဲ့ special structural walls တွေဟာစံချိန်စံညွှန်းနှစ်မျိုးစလုံးနဲ့ကိုက်ညီဖို့လိုတယ်ညီမပထမတစ်မျိုးကတော့ precast နေရန်တွေအတွက်တီးထန်သတ်မှတ်ထားတဲ့အပိုင်း21.4.2ကနေ 21.4.4 အထိပါရှိတဲ့သတ်မှတ်ချက်တွေကိုလိုက်နိုင်ရမယ်ဒုတိယတစ်မျိုးကတော့ဒီ precast နေရန်ဟာ cast in place အထူးနေရန်တွေအတွက်သတ်မှတ်ထားတဲ့အခန်း21.9 ပါပြဋ္ဌာန်းချက်အားလုံးနဲ့လည်းကိုက်ညီရောက်ပါမယ် အစောအောင်ရဲ့အောက်ခြေအုံမြစ် Foundation တွေနဲ့ပတ်သက်ပြီးတော့ရော CI 31808ရဲ့အခန်း21စနစ်တစ်ကိုဘယ်လိုပြင်ဆင်ထားပလဲရှင် ပြင်ဆင်ထားတဲ့အပိုင်းခွဲ21စနစ်111အရာငလျင်တန်းကြောင့်ဖြစ်ပေါ်လာတဲ့အားတွေကိုခုခံကာကွယ်ပေးတဲ့ foundation တွေဒါမှမဟုတ်အဆောက်အုံတွေအမြေကြီးကြားမှာအဲ့ဒီအားတွေကိုလွှဲပြောင်းပေးတဲ့ foundation တွေဆိုရင်သူတို့ဟာ ACI 316 MIO8 ရဲ့အခန်း21စနစ်ပါသတ်မှတ်ချက်တွေအပြင်တခြားသက်ဆိုင်ရာပြဋ္ဌာန်းချက်တွေနဲ့ပါကိုက်ညီရမယ်ဒီသတ်မှတ်ချက်က International Building Code IBC ရဲ့အခန်း18မှာပြင်ဆင်သတ်မှတ်ထားခြင်းမရှိတဲ့အခြေအနေမှာအကျုံးဝင်တာပါ အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group Maker အကူကိုရောအစီအစဉ်ကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်နောက်တစ်ခေါက်မှလည်း MNBC 2025အပိုင်း3ရဲ့ကခန်းခွဲ 3.5 ရဲ့ကြန့်ရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲပျော်ရွှင်ပန်းနေလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်